ထမဦးဆုံးသွေးခုံနှုံဆန်ရမယ့်နေရာကလက်မရှိတဲ့လက်ကောက်ဝစ်ပဲဖြစ်ပါတယ်အဲ့ဒီဖက်ချမ်းမှာကိုယ့်ရဲ့လက်ညိုးနဲ့လက်ကလေးကိုအားလေးနည်းနည်းဖိပြီးတော့တင်လိုက်ပါမယ်ဒီလိုမျိုးဖိပြီးတင်လိုက်တဲ့အခါမျိုးမှာဆိုရင်သွေးခုံနှုံကကိုယ့်ရဲ့လက်ညိုးနဲ့လက်ကလေးကိုလာတိုးနေတာကိုခံစားမိမှာပါဒီလိုမျိုးတင်ထားပြီးပြီဆိုရင်ကိုယ့်ရဲ့လက်ညိုးနဲ့လက်ကလေးကိုသွေးခုံနှုံဘယ်လောက်တိုးလဲဆိုတာကိုဆရာမတို့က15စက္ကန့်ရည်ကြည့်မှာပဲဖြစ်ပါတယ်15စက္ကန့်ရည်ကြည့်ပြီးတော့ရလာတဲ့အချက်အရည်အတွက်ကိုလေးနဲ့မြှောက်ပြီးတော့တွက်လိုက်မယ်ဆိုရင်သွေးခုံနှုံအဖြေကိုရမှာပဲဖြစ်ပါတယ်10မိနစ်မှာသွေးခုံနှုံက60ကနေ100ကြားရှိမယ်ဆိုရင်တော့ဒါကလူကြီးတစ်ယောက်မှာပုံမှန်သွေးခုံနှုံပဲဖြစ်ပါတယ်ရှင်သွေးခုံနှုံတိုင်းတဲ့အခါမှာဆရာမခုနကပြောသလို15စက္ကန့်ရည်ပြီးတော့လေးနဲ့မြောက်တာလည်းရတယ်လို့အကောင်းဆုံးကအမှန်ကန်ဆုံးလိုချင်တယ်ဆိုရင်တော့10မိနစ်အပြည့်ရည်တာလည်းရပါတယ်ရှင်